Okay အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ Roblox ထဲကဒီ Spy Zombie Arena ကိုဆော့ပြမှာပါဆိုတော့ဒီ game က zombie တွေကိုတနက်နဲ့ကန်ပြီးလိုက်ပြရမှာတနက်တွေကလည်းlevel မြင့်လို့ရပြီးတော့ပစ္စည်းတွေကလည်းအချွန်တွေပါတွေဘုံတွေကကိုယ့်ဘန်ကိုချလို့ရတယ်ဆိုတော့ကျွန်တော်ဒီထဲမှာဆရာကြီးဆိုကျွန်တော်ပြစ်စရာမလိုပြန်တယ်ကျွန်တော်တကယ်ကြီးများပြစ်တယ်ကျွန်တော်ဆရာကြီးတော့ပြစ်စရာမလိုဒီတိုင်းရနေကျွန်တော်သိချာကြမှာဆိုတော့သူတို့ဝိုင်းခုပြည့်နေတယ်โอเคကျွန်တော်တို့နောက်ထပ်ဝေးတော့စားရမယ်ပေါ့နော်ဝေး3တော့ရောက်သွားပါပြီဆိုတော့ပစ္စအဲ့ချိန်ကြီးကျွန်တော်ပစ္စတိုလဲရမကောင်းမှမသိဘူးပေါ့နော်ဘေးနားမှာစော်ကန်ရှိတာကျွန်တော်မသိဘူးဗျကျွန်တော်ရှေ့ကိုဖြုတ်တယ်ဗျဒါနဲ့ပဲဒီပစ္စတိုနဲ့ပဲကျွန်တော်တနက်ဘယ်လိုယူရမလဲမသိဘူးမသိတော့အမှကျွန်တော်ပစ္စတိုတနက်နဲ့ပဲပြစ်တာပြစ်တော့အမှဝတ်ကျွန်တော်အဲ့ဒီပစ္စတိုတနက်နဲ့ပဲပြစ်တာနောက်ထပ်ဝေးတွေပါရောက်သွားတယ်ပေါ့နော်โอเคဝေးဖိုက်တော့ရောက်ပြီပေါ့နော်ဆိုတော့အဲ့ချိန်ကြီးလေကျွန်တော်ပစ္စတိုနဲ့ပဲပြစ်နေတော့ပြည့်နေရပေါ့နော်ဘယ်ချိန်ကြမှတိလဲဆိုတော့ကျွန်တော်ပြပါမယ်အဲ့မှာကျွန်တော်ဝေး7ကျောင်းမှာတိရပေါ့နော်ဘေးနားမှာရှော့ကိုင်းအဲ့နဲ့ကျွန်တော်တနက်တွေဘလို့လဲရမလဲကျွန်တော်တီးပြီးတော့ကျွန်တော် share ကိုဖြုတ်တယ်ပေါ့နော်အဲ့တော့ဇူကြီးတစ်ကောင်3ချက်လောက်ပဲကျွန်တော်တစ်ချက်လောက်ပဲပြတာပြောတာအဲ့မှာနောက်ထပ်ဝေးစားပါပြီရှော့ကန်ဆိုတဲ့အတိုင်းပဲတစ်ချက်ပြရင်ကြီး3နောက်ထွက်တယ်ပေါ့နော်အဲ့ကျွန်တော်ပြစ်တယ်ပေါ့နော်နောက်ထပ်တော့ပြစ်တယ်ကျွန်တော်ခေါင်းနေပြီးပဲကျွန်တော်တဲပြစ်တာပေါ့နော်မခေါင်းပြစ်တာဒီကောင်ကမသိဘူးပြတစ်ချက်တည်းမရောက်တက်တယ်ဗျာကျွန်တော်တငယ်ချင်းကျွန်တော်ပေါင်းချတာပေါ့ဒီဇုံကြီးကရုံးလို့အဲ့တော့ပြစ်တယ်ပေါ့နောက်ဘက်တော့မသေးရောဆိုဒီဝေးအဲ့ဒီဝေး9နေရလွယ်သေးတယ်ပဲကျွန်တော်အရန်ခက်တဲ့ဝေးတွေကိုကျွန်တော်ကြော်ပြီးပြမယ်ပေါ့နော် A few minutes later Okay ဆိုတော့ဒီနားတွေကတော့တော်ခက်တယ်ပေါ့နော်ကျွန်တော်ဒီနောက်ခက်တယ်လို့ထင်ထားတာဗျာဒီတက်ခက်တဲ့နေရာတွေမှာအများကြီးပဲကျွန်တော်ဒီကောင်းလို့ကျွန်တော်ပြည့်တယ်ပေါ့နော်ကျွန်တော်ကန်ထားတဲ့တနည်းနဲ့ကျွန်တော်ပြည့်တယ်ဒီဂိမ်းကကြာလေးဇွန်ဘီတွေကတော်ကြီးတယ်ပေါ့ဒီမှာပဲကြည့်လိုက်ဗျာအမှကြီးပဲအမှသူတို့ကထားပေါက်သွားတာဗျာဒီလားအဲ့မှာပဲကြီးလိုက်တော့ဗျာအဲ့မှာထားပေါက်သွားတာအဲ့ရသေးတယ်ဆိုပြီးတော့စက်ပြစ်တယ်ပေါ့နော်ပြစ်တယ်ညအောက်တွေပါဆင်းပြီးပြစ်တာပေါ့နော်အဲ့မှာဗျာပြစ်တယ်ပေါ့နော်ဇုံကြီးတွေကအများကြီးပဲဒီကောင်လည်းတော်မာတယ်လို့ပြောမှာဝေးတွေကများမှလို့တော့မသိဘူးကျွန်တော်တက်နဲ့လည်းအသုံးဝင်တယ်ပေါ့နော်အဲ့ကျွန်တော်ဒီတရားပြောင်းဖို့ကျွန်တော်ပတ်စံအမြင်စိုးတယ်ပေါ့နော်ဗဒဲဖြစ်တဲ့နေရာကြီးကျွန်တော်အဓိကသွားရတယ်အဲ့မှာအလဲမှာဗျာဥက္ကကလေးတွေပြစ်ကြတယ်မကျွန်တော်တကယ်ချင်းတယောက်ကအလဲမှာထိနေရပေါ့နော်အဲ့ကျွန်တော်လည်းအလဲကိုဆင်းလိုက်တယ်မကျွန်တော်တကယ်ချင်းတယောက်ကအပေါ်ပြန်တက်တော့ကျွန်တော်တက်လိုက်တယ်ပေါ့နော်အဲ့မှာဗျာအောက်မှာအိမ်ခန်းလေးတော့တွေ့ဘယ်လိုနေရာလဲတော့မသိဘူးအဲ့မှာပဲလမ်းလျှောက်နေတော့ပဲအောက်ကထွက်လာတယ်ကျွန်တော်အောက်ကောင်လေးကိုထပ်ပြစ်တယ်ဒီကောင်လေးကတော်များများပဲဗျာထွက်လာတယ်တော်သေးတယ်ကျွန်တော်တို့တစ်စက်မှကိုမြော်ရောအဲ့ဖက်တယ်ကျွန်တော်ပတ်စံနေစုတယ်ပေါ့နော်ပတ်စံကတော့မပြည့်သေးဘူးအဲ့ကျွန်တော်အဲ့ကြံသေးတဲ့လက်ရှိကောင်လေးကိုပဲကျွန်တော်ထပ်ပြစ်လိုက်ပါတယ်
အဲ့မှာပဲကျွန်တော်အလဲကိုလဲဆင်းအောင်အောက်မှာအများကြီးဆိုပြီးကျွန်တော်အလဲကိုဆင်းပြီးအောက်ကိုပြစ်တာအနောက်လဲလဲကြည့်ရောဗျာအဲ့မှာအများကြီးပဲကျွန်တော်တန်းစတင်းကိုကင်ပြီးတော့ဗောနော်အဲ့ကောင်တွေကိုကျွန်တော်ပြစ်တယ်ကျွန်တော်ပဲလိုင်းချနေရလားအဲ့ကောင်တွေပဲရက်နေရလားတော့မသိဘူးဒါပေမဲ့ပတ်စံတော့တော်တော်များများရလိုက်တယ်ဗောနော်အဲ့မှာမထင်မှတ်ပဲမတော်တဆမှုကိစ္စဖြစ်သွားတယ်ဗောနော်ဒေါ်သားတို့ပဲကြည့်လိုက်တော့အဲ့မှာကျွန်တော်ဖုန်းလေးလက်လို့ဆိုပြီးအနောက်ပြန်ဆင်းလိုက်တာအမှအနောက်မှာတပုံကြီးတော်သေးတယ်ဗျာကျွန်တော်တကယ်ချင်းဝမ်းပြပြလို့အဲ့ကောင်လေးတေသွားတာမဟုတ်ကျွန်တော်တေလာကြကျွန်တော်လည်းနည်းနည်းခဏတော့အပေါ်တက်လိုက်တယ်နော်မဟုတ်ကျွန်တော်တေတော့မှာလေအပေါ်တက်ပြီးကျွန်တော်အဲ့အပေါ်ထွက်လာတဲ့အရန်ကောင်းမျိုးပဲကျွန်တော်တနန်းနဲ့ပြစ်တယ်မှာကျွန်တော်အလဲကိုဆင်းမှုပဲဒါပေမဲ့မရဘူးအမှအများကြီးပဲအပေါ်မှာကျွန်တော်အပေါ်ကောင်လေးတက်တယ်အဲ့ကောင်လေးကကျွန်တော်ထောင်လာတဲ့ထောင်ရောက်တွေကိုဖြိုးလာတယ်ပေါ့နော်ဖြိုးပြီးတော့အဲ့အတွင်းမအောင်သူတို့ကဝင်လာတယ်ဝင်လာတော့အမှကျွန်တော်လည်းပြေးတာပြေးတာကျွန်တော်အမှတေးတော့မလို့ပဲဖြစ်သွားတာကန်ကောင်းလို့မတေးတာကျွန်တော်အကောင်လေးကိုပြေးပြီးတော့အနောက်လဲစုံလဲစုံတော့ကျွန်တော်ဝိုင်းပြီးဖင်နေနိုင်ပါလေလို့တော်ပါသေးတယ်ဗျာအလဲမှာစူးကြုံနေအများကြီးပဲအကောင်လေးလာလို့တော့မရအောင်အောက်လဲကြည့်ရောအောက်မှာလဲရှင်းတယ်နဲ့နောက်ထပ်ဝိစားရမှာပေါ့နော်ကျွန်တော်နေရာကိုအစင်သိယူလိုက်ပါတယ်အဲ့မှာအပေါ်ရဲ့အောက်ကနေအများကြီးပဲထွက်လာတာပေါ့နော်ကျွန်တော်အပေါ်တက်လိုက်လို့ပြန်လာတယ်ကျွန်တော်နိုင်တယ်ပေါ့နော်အဲ့အပေါ်ကအကောင်သေးသေးလေးတွေတော့ပါတယ်ကျွန်တော်တကောင်ရင်းစီကိုပဲကျွန်တော်အေးလိုက်ပြစ်လိုက်တယ်ကျွန်တော်ကြောက်တယ်မဟုတ်ဘူးဗျာအပေါ်မှာကျွန်တော်တငယ်ချင်း3အောင်စုနေတယ်ဆိုတော့ဒီကောင်ကိုတိတ်ကြာကြီးတော့တက်ဆရာမလို့လိုက်ဘူးပေါ့ကျွန်တော်အလဲလဲပြန်ဆင်းအောင်ပါကျွန်တော်အရှိကိုတက်ပြီးပြစ်တာပေါ့ကျွန်တော်တို့အမှ3ရောက်စုပြီးတော့အကောင်ကိုတက်လိုက်ပါတယ်အဲ့မှာကျွန်တော်တို့အလဲကိုလဲကြည့်ရောအများကြီးပဲဗျာအဲ့မှာကျွန်တော်တို့ခန်းတက်နာမှာစုပုံကျွန်တော်တို့တကယ်ကြီး300လဲစုပြီးတော့အသက်တကုံပြည့်တယ်ပေါ့နော်နဲ့အဲ့ဝေးလဲနောက်ဆုံးတော့ပြီးသွားပါတယ်နဲ့နောက်ဆုံးဝေး20ပေါ့နော်ဒီဝေးကကျွန်တော်စိတ်ထင်ခတ်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တနက်ကင်ပြီးတော့ပြည့်တယ်အမှအများကြီးပဲထွက်လာတယ်တစ်စက္ကန့်အလိုကျွန်တော်တို့အစင်သိနေရာတွေပါယူပြီးတော့ပြည့်တယ်ကျွန်တော်တကယ်နေရာကတော့အရှိရနေပြီလေကျွန်တော်အနောက်ကနေပြစ်ပေးရမှာအဲ့မှာတကယ်အများကြီးပဲပေါ့နော်ကျွန်တော်တနတ်တီကန်ရွက်ပြစ်တယ်အဲ့မှာအလဲမှာလဲအုတ်ကာခဲတွေကတော်တော်ကြွကြရပါတော့ကျွန်တော်တကယ်300လုံးချောင်းပြီးတော့အဲ့ကောင်တွေထပ်ပြစ်တယ်ပေါ့နော်အဲ့ဝေးကတော်တော်ကြာတိမပြီးသေးဘူးပေါ့နော်အကောင်ကြီးကလည်းကြီးပဲဗျာအနောက်ကလည်းအများကြီးပဲအဲ့ဒီဇွန်ဘီတွေကတော်တော်များတယ်နဲ့ကျွန်တော်လည်းအပေါ်တက်ပြီးတော့အဲ့အလဲအကောင်တွေပြည့်မဝဲရှိသေးအပေါ်မှာပုံနေထားနေတယ်ပေါ့နော်ကျွန်တော်အပေါ်အကောင်တွေအရင်ရှင်းလိုက်တယ်အဲ့နေရာမှာတော်တော်များတာပေါ့နော်ဘယ်နာထွက်လာမှလည်းမသိဘူးတော်ပါသေးတယ်ကျွန်တော်တကယ်ချင်း300ဝိုင်းပြေးလိုက်တော့အဲ့ကောင်ကြီးပြီးသွားတာနဲ့ကျွန်တော်လည်းအလဲကိုသွားရင်ကောင်းမလားဒီမှာပဲနေရင်ကောင်းမလားစဉ်းစားရပေါ့နော်လေโอเคနဲ့ဒီဝေး20လေးအောင်မြင်သွားပြီးသွားရပါတော့ဆိုတော့အားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဂိမ်းသစ်တွေနဲ့ပြန်လာကြပါမယ်အားလုံးပဲဘိုင်ဘိုင်